ဟာကုရှင်ခုတက်ချင်တဲ့သူကိုလည်းရှင်တက်လို့အောင်မြင်သွားပြီကျမတက်ချင်တဲ့နေကြသူရဲကောင်းတော့ရှင်ရအောင်တက်ပေးပါနေကြသူရဲကောင်းဆိုတဲ့ကောင်ကတည်သွားတဲ့ရာမမို့လို့နဲ့တနည်းနည်းနဲ့ပတ်သက်မှုရှိတယ်ရာမမို့လို့နဲ့ပတ်သက်မှုရှိတဲ့လူတွေမင်းသိလားမင်းသိလို့ရှိရင်ငါ့ကိုပြောပြပါလားအဲ့ဒီယာမာမိုတိုလို့ခေါ်တဲ့ဥယာမဘေးမှာရှိတာဆိုလို့ကိုပိုင်ရှင်နဲ့ငပြော2ယောက်ပဲရှိတာသူတို့2ယောက်ကလည်းဘယ်နည်းနဲ့မှနေကြသူရဲကောင်းမဖြစ်နိုင်ဘူးဘာရှင်ဆိုတာနေငါ့ကိုထောက်မိတ်ဆက်ပေးရပြီဟုတ်တယ်လေဘာဖြစ်လို့လဲအဲ့ဒီဘာရှင်ဆိုတဲ့လူနေကြသူရဲကောင်းတယောက်ဖြစ်လိမ့်မယ်လို့ငါတန်တရားရှိတယ်ရှင်ကျွန်တော်ဒီစားနဲ့စကားပြောတာ။အော်ပြောလိုက်ဆိုတကယ်ပဲမြို့တိုက်သွားတော့မှာငါကိုမဖြစ်မနေမလို့ပါပန်းသစ္စာရဲ့ပန်းသစ္စာတယောက်တည်းပဲထားခဲ့တော့မှာလားကိုပန်းသစ္စာကိုတယောက်တည်းထားခဲ့တာမဟုတ်ပါဘူးကိုတူတာလိုက်သွားတာပါကိုရဲ့စိတ်တွေရောကိုရဲ့အချစ်တွေအားလုံးဟာပန်းသစ္စာနာမှာထားခဲ့ပြီးသားပါပန်းသစ္စာနဲ့အကိုပြန်ဆောင်နိုင်မှာတည်းရနော်ပြန်ဆောင်မှာပေါ့ပန်းသစ္စာရဲ့ကိုလည်းမကြရွာကိုပြန်လာပြီးတော့ပန်းသစ္စာနဲ့လာတွေ့မယ်လေနော်ပြီးတော့ကိုကနေကြသူရဲ့ကောင်းတရားဆိုတော့လေမမေးနဲ့ဟုတ်နော်ပန်းသစ္စာကိုယုံနေမို့လားနေကြသူရဲ့ကောင်းတရားဆိုတော့မမေးနဲ့ဟုတ်နော်ပန်းသစ္စာကိုယုံမို့လားပန်းသစ္စာအကုန်ယုံပါဟုတ်တယ်တန်းလမ်းမရောက်လို့ရှိရင်ဒီကနေ့ဆက်သွားမှာအများမဟုတ်ပြီကျွန်တော်တို့ဒေါသတွေကတင်းထက်မကအများကြီးရှောက်ဖို့ပါဒါတော့ကတော့ကျွန်တော်တို့မဟုတ်ပါဘူးပြေးပါသားရေတားဘွားတစ်ချောင်းလုံးပြင်မဆင်းလာတယ်နောက်ဆိုရင်တာဒီလိုပြင်မဆင်းနေမှာဖြစ်တော့ဒီချင်းစပြီးတော့တာဒိဋ္ဌိတာဖြစ်သွားပြီဟုတ်လားကဲလာတော့